အညူရောင်နေပဲရွက်လေးတို့ပူလောင်စရာလူတွေကြားမှာအသက်ရှူရခတ်တဲ့အခါဒီလက်ဖွားလေးကအေးရိပ်ငယ်လေးဖြစ်တယ်။နူးညံ့တဲ့အသက်ရှူတဲ့ကလေးကြားရတိုင်းအငင်းပွားတဲ့တွေဟာခက်လွယ်လွယ်ငြိမ်သွားတယ်။အပြင်လူတွေရဲ့အကြည့်မှာဒီအမွေးပွားဟာကြောင်လေးတစ်ကောင်ငါအတွက်တော့နေ့ရက်တိုင်းမှာရှင်သန်မှုပေးတဲ့နှလုံးသားအပိုင်းအစလေးတစ်ခုငါ့ကိုငေးလာတဲ့ကြဲရောင်ဖြော့သောမျက်လုံးဝိုင်းဝိုင်းကလေးတွေမှာအရှားပါဆုံးအပြစ်ကင်းရိပ်လေးတွေပါတယ်ငါလက်ကိုထိလာတဲ့လက်ဖွားကလေးမှာချစ်ချင်းမြတ်တာနဲ့အားကိုးလို့စိတ်လေးပါတယ်ရေမောစေတဲ့အပြုတ်မှုလေးတွေမှာဆိုးနှဲ့ခြင်းလေးပါတယ်လူသားတွေကြားမှာမှစစ်မှန်တဲ့ချစ်ချင်းရှိတယ်လို့ဘယ်သူကပြောသလဲချစ်ချင်းမြတ်တာဆိုတာဒီလောက်ချစ်ဖို့ကောင်းရသလားကွယ်ဘဝတွေကိုရောက်လာပြီလို့ဒီလူသားကကျေးဇူးတင်ပါတယ်